ဒေတာခန်တွေကဒီတောထဲမှာတေဆုံးသွားတဲ့လူတွေရဲ့ဝိညာဉ်တွေမလွတ်မြောက်နိုင်ပဲတစ်တောကြားထဲမှာလှည့်လည်နေကြတယ်လို့ယုံကြည်ကြပါတယ်။ညအချိန်ဆိုရင်အရိပ်တွေလှုပ်ရှားနေတာကိုမြင်ရတယ်လို့ဆိုကြပါတယ်။စူးစမ်းရှာဖွေသူတချို့ကနာရီနှဲငယ်ပဲဝင်ခဲ့ပေမဲ့လမ်းပြောက်သွားတယ်လို့ပြောကြတယ်။တန်လိုက်အိမ်မြောင်လုံးမလုပ်ဘူး။ဖုန်းလိုင်းမရှိဘူး။တောကကိုကိုမထွက်စေချင်တယ်လို့ခံစားရတယ်လို့သူတို့ကပြောကြပါတယ်။ဓာတ်ရိုက်ထုတ်လွှင့်မှုလုပ်ပြီးဒီတောထဲဝင်သွားတဲ့လူတွေရှိလာပါတယ်။အစပိုင်းမှာအပြုံးနဲ့စကားပြောနေသူကနောက်ပိုင်းမှာအတန်တိတ်သွားပြီးဓာတ်ရိုက်ထုတ်လွှင့်မှုပြတ်သွားတာတွေဖြစ်ခဲ့ပါတယ်။ပြန်ပြီးထွက်လာနိုင်တဲ့လူတချို့ကအိမ်မက်ဆိုးတွေမြင်တယ်ညဘက်မှာတယောက်ယောက်ခေါ်နေတယ်လို့ခံစားရတယ်။အဲ့ဒီတော့ဟာကိုခန္ဓာကိုမထိခိုက်ပေမဲ့စိတ်ကိုတော့အလွန်ပြင်းထန်စွာထိခိုက်စေပါတယ်။ဝိညာဉ်ရှိတယ်လို့ယုံကြည်ပါစေမယုံကြည်ပါစေဒီတော့ကိုဝင်ခဲ့သူတိုင်းအပြောင်းလဲတစ်ခုတော့ဖြစ်သွားပါတယ်။တချို့အတွက်တော့ဒီတော့ဟာအမတ်တရားတစ်ခုပါတချို့အတွက်တော့ဘယ်တော့မှမပြီးဆုံးတဲ့အမှောင်တစ်ခုပါပဲ။တင်ဆိုရင်ဒီလိုကြောက်စရာကောင်းတာတွေနဲ့ပြည့်နေနေတဲ့တောထဲကိုကင်မရာဖွင့်ပြီးဝင်ရဲမလားဒါမှမဟုတ်အဝေးကနေကြည့်ပြီးပဲအလုံးကြုံဆုံးကိုရွေးမလား